ိပံနည်းကြငါမွေးမြူတဲ့အခါမှာကျွန်တော်တို့အခြေခံအစအုံရွေးချယ်ခြင်းနဲ့ဆောက်လုပ်ခြင်းဟာအရေးကြီးပါတယ်။ငါကနေရာမှာရင်းနဲ့လေးစီမီရှိပြီးလမ်းကြောင်းနဲ့အလင်းရောင်ကောင်းကောင်းရဖို့လိုအပ်ပါတယ်။ရေရှိရမယ်ဆိုတာကမွေးမြူရေကန်နေရာဟာအရေးတွေကောင်းပြီးရေအရင်မိဖုံရမယ်။ညဉ့်ညင်းရေတွေကိုပုံမှန်စွတ်ထုတ်နိုင်ဖို့အတွက်ရေစီးရေလာကောင်းအောင်နဲ့စွတ်ထုတ်လမ်းကြောင်းတွေကိုစီမံထားရပါမယ်။ဒီလိုမှဒါငါတွေကြီးထွားဖို့အတွက်ရှင်တန်တဲ့နေရာရှိပြီးငါရှင်တန်နှုံးနဲ့ကြီးထွားနှုံးတွေကိုမိနင်ပေးရာကနေပုံများတဲ့စီးပွားရေးအကျိုးအမြတ်ကိုရနိုင်မှာဖြစ်ပါတယ်။ငါမွေးကနေရာမှာတင်းငင်တဲ့လက်စစ်တဲ့အားလိုင်းနဲ့ခြေတွေထားရမယ်။ပို့အားတင်းငင်ပြီးအောက်ဆီဂျင်ဘိတ်ဆက်အစာကျွေးဆက်ရေဒီမော်တာစတဲ့စက်ကိရိယာတွေကို24နာရီလက်ပတ်နိုင်စေဖို့တင်းလျော်တဲ့အင်ပါတာကိုဒီတန်သုံးဆွဲရမယ်။လမ်းအတွက်ကတော့ငါးစာငါးသားပေါက်ဆေးဝါးစတာတွေကိုတည်ယူပို့ဆောင်နိုင်မဲ့စက်တဲ့ရင်သွားနိုင်ပြီးလမ်းအကျယ်3မီတာထက်မနည်းတဲ့လမ်းကိုဖောက်လို့ထားရပါမယ်။ငါဖန်ရောင်းချတဲ့အခါမှာလူအားနဲ့ပို့ဆောင်ရေးကုန်ကြစည်ကိုပြုတ်နေစေနိုင်မှာဖြစ်ပါတယ်။လောလောဆယ်အလင်းရောင်ရနိုင်ပြီးအပင်မိမင်းကြီးတွေအဆောက်အုံအမြင့်ကြီးတွေမရှိတဲ့နေရာကိုရွေးချယ်ရမယ်။လောလောဆယ်အလင်းရောင်ဟာရေထဲမှာရှိတဲ့ရင်းနှီးလိုပေါ်လောအပင်မျိုးတွေကိုလင်းငယ်စွာကြီးထွားနိုင်စေဖို့အတွက်အလင်းသက်ပြုတ်ပေးပြီးငါတို့ရဲ့အတွက်အစာဖြစ်တဲ့အပင်အန်တရရှိတဲ့အနုစီဝပုံမများပေါက်ပွားခြင်းကိုလည်းထင်းချုပ်ပေးပြီးငါတို့ရဲ့စီဝကံမာဖြစ်စဉ်ကိုမြင့်တင်ပေးပြီးငါရဲ့ခုခံအားစနစ်နဲ့ကြီးထွားနှုန်းကိုမြင့်တင်ပေးပါတယ်။အောက်ဆီဂျင်ဘိတ်ဆက်မရှိရင်ငါတို့ရဲ့တဲ့အောက်ဆီဂျင်မလုံလောက်ပဲအဆုလိုက်အပြုံးလိုက်အိတ်ဆုံးတာမျိုးဖြစ်တတ်တယ်လို့ငါမွေးတဲ့အရေးအတွက်ကိုလည်းကန့်တဲ့နိုင်ပြီးမွေးမြူရေးအရွယ်အစားနဲ့တိတ်တဲစွာမမွေးမြူနိုင်တာမျိုးဖြစ်တတ်ပါတယ်။အစာကျွေးဆက်ပါအစာကျွေးဆက်ဟာအချင်းနဲ့နှုံးထားအတိုင်းတိကျစွာကျွေးနိုင်တာကြောင့်ငါတို့ကိုတကောင်နဲ့တကောင်အရွယ်အစားမမြတ်တာမျိုးမဖြစ်စေပဲတွင်အားကုန်ကြစေကိုလည်းချို့ချပေးနိုင်ပြီးခိမိပြီးတိပံကြီးကြတဲ့မွေးမြူနည်းကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။မိဆက်ပြင်ဆင်ထားရမယ်။မွေးမြူရာမှာငါတွေအောက်ဆီဂျင်ချို့တက်ပြီးဒေကျေပစ္စည်းတာမျိုးမဖြစ်စေဖို့မိပြည့်တဲ့အခါကြွေးရများပစ္စည်းတဲ့အခါနဲ့ကြုံလာရင်မိဆက်ကိုအချိန်မီနှုံးကလက်စီအားပြင်ရပြီးအောက်ဆီဂျင်ဘိတ်ဆက်အစာကျွေးဆက်များကိုပုံမှန်ပြန်လက်ပတ်နိုင်စေရပါမယ်။အောက်ဆီဂျင်ဖြစ်စေကိုပြင်ဆင်ထားရမယ်။မိဆက်ပြက်ပြီးလက်စီမီအားအချိန်မီမရနိုင်တဲ့အခါအောက်ဆီဂျင်ဖြစ်စေကိုတုံးချင်းအားဖြင့်ရေထဲပျော်ဝင်နိုင်တဲ့အောက်ဆီဂျင်ပါဝင်နှုန်းကိုလိမ့်မြန်စွာမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။တတိပြုရမှာတစ်ခုကတော့ပုံမှန်အချိန်အောက်ဆီဂျင်ဖြစ်နီးလို့သဘောထားပြီးသုံးလို့မရပါဘူး။အရေးပေါ်အခြေအနေမျိုးမှပါပဲသုံးရမှာဖြစ်ပါတယ်။